အပေါ်ဝဲကြည့်ပြီးတော့ရိုက်ပါမယ်နော်အောက်ကို keyword ကိုမကြည့်ဘူးပထမအဆုံးတစ်ခေါက်အနေနဲ့တော့ F ကဘယ်လက်နဲ့ရရမလဲမသိဘူးဆိုရင်လက်လေးတင်ကြည့်လိုက် F ကဘယ်ဘက်လက်ညိုးဆိုတာလေးသူပြပေးထားတယ်ဒါဆိုကျွန်တော်အပေါ်ဝဲကြည့်ရမယ် F ဒီနေရာလေးကဘာလဲမသိဘူးအောက်ကိုတစ်ချက်ကြည့်ကြည့်မယ်ဒီနေရာကြီးကိုหนีပြထားတယ်ဒီနေရာက quality ဆိုတော့ကျွန်တော် space လေးကိုနှိပ်မယ်လက်မ space J ဆိုရင်ဘယ်လက်ရရမလဲမသိဘူးဒီမှာတစ်ချက်သွားကြည့် okay ညာဘက်လက်ညိုးဒါဆိုရင် J quality ဆိုရင် space J အောက်ကိုမကြည့်တော့ဘူးဒီအောက်ကိုလုံးဝမကြည့်ဘူးเนาะဒီအောက်ကိုကြည့်ရိုက်နေရဆိုရင်ကျွန်တော်တို့ keyboard ကိုကြည့်ရိုက်နေရနဲ့အတူတူပဲဖြစ်မှာဖြစ်တဲ့အတွက်အလို့ရမှာမဟုတ်ဘူးကျွန်တော်တို့အဓိကအခုလေ့ကျင့်တာကစက်လုံးလေးတွေမှန်အောင်ရယ်ဒီစက်ကလုံးလေးတွေကိုအလို့ရအောင်ရယ်လေ့ကျင့်တာဖြစ်တဲ့အတွက်ဒီအောက်ကိုလုံးဝမကြည့်ဘူးစက်ကလုံးအသစ်ကလေးတွေပါလာတယ်ဆိုရင်တော့အောက်ကိုတစ်ချက်ကြည့်ဘယ်လက်နဲ့ရရမလဲသိအောင်ကြည့်မယ်ပြီးတော့ရင်အပေါ်ပဲကြည့်ရိုက်ပါမယ်เนาะဒါဆိုရင် F ပြီးတော့မှားသွားရင်ကျွန်တော်တို့မှားပြီးတော့နှိပ်လိုက်ရင်ဒီမှာစလုံးလေးหนีသွားလိမ့်မယ်หนีသွားတယ်ဆိုရင် back space ဒီခလုတ်လေးကိုနှိပ်ပြီးတော့ဖြတ်ပါနှစ်ခုမှားရင်နှစ်ခုဖြတ်ပါเนาะOkay ဒီတိုင်းလေးဆက်ရိုက်သွားလို့ရပါပြီဒီမှာစက်ကလုံးလေးတွေကကြည့်ရတာသေးနေရဆိုရင်အပေါ်မှာ increase font size ဆိုတာလေးရှိတယ်ကျွန်တော်တို့တိုင်ရိုက်တဲ့အခါမှာအတန်လေးတွေပါနေရဆိုရင်အတန်မပါချင်ဘူးဆိုရင်ဒီမှာ play sound ဆိုတာလေးဖြုတ်ခဲ့လို့ရတယ်အတန်ထဲရိုက်ချင်တယ်ဆိုရင်ဒါလေးရိုက်ပါเนาะကျွန်တော်တို့အတန်လေးတော့ဖျောက်လိုက်မယ်click ဆိုတာနားရှုပ်လို့ဖျောက်ထားလိုက်မယ်เนาะပြီးတော့ဒါကတော့ font size လေးအကြီးသေးဒီမှာသွားပြီးတော့လုပ်လို့ရတယ်ပြီးတော့ရိုက်မယ် F quality ဆိုရင် space J F J space J